အားလုံးပဲမင်္ဂလာပါကဲဒီနေ့တော့ကျွန်တော်ဘာစားပြမလဲဆိုသူများလက်ဆောင်ပေးလိုက်တဲ့မယန်းဒီစားပြမှာပဲဖြစ်ပါတယ်ခင်ဗျကြည့်လိုက်ပါဦးလုံးဝခြုံမဲ့ပုံပဲကြည့်ချိုးနေရပဲချိုးရမှာစေးတကြားတဲ့ပူချိုးနေတယ်哦，这一样高。高呢。မယန်းဒီစားတာကိုလေတတိယတော့တခုရှိရပါလဲဆိုငယ်တော့ကွာငယ်တော့ဆိုရင်အသက်၈နှစ်9နှစ်လောက်ပဲရှိဦးမယ်၈နှစ်ပေါ့နော်9နှစ်10နှစ်အဲ့လောက်ပဲရှိဦးမယ်ထင်တယ်အဲ့တုန်းကကျွန်တော်တို့ကတောင်ပေါ်မှာနေတာတကယ်ဟိုးတောကြောင်ပလောင်မှာဆိုင်ကယ်တွေကားတွေမရှိတဲ့မီးတွေမရှိတဲ့နေရာမှာပေါ့နော်ဖျောင်းနိုင်နေနဲ့ထုံပြီးမှနေရတယ်အဲ့ကနေပြီးတော့မှကျွန်တော်တို့ကမနေ့ဆိုဈေးတော့ရောင်းနေကွာဟင်းဒီဟင်းရွက်တွေတောထဲကဟင်းဒီဟင်းရွက်တွေရှာတယ်ရာထဲကဟင်းဒီရွက်ငရုတ်တီးတွေခူးမှတော့ရောင်းအခါမှာအမေတို့အဖေတို့ကကျွန်တော်တို့တငယ်ချင်းအိမ်ခေါ်သွားတာသူတို့ဈေးတွေရောင်းပြီးတော့လေချက်ချင်းရွက်တောင်ပေါ်မှာမပြန်မဲ့နဲ့ရှမ်းအိမ်တအိမ်မှာရောက်သွားတော့အဲ့မှာသူကအရှမ်းအိမ်မှာကကိုရင်တယောက်ရှိတယ်တေးတေးလေးအဲ့သူကကျွန်တော်တခါမှမစားဘူးသူကအဲ့ဒီအတီးကိုခူးမှလာကျွေးရတယ်ရဲချိုတာပဲအခုဒါစားတော့ပြက်တတိယမြေပေါ့နော်ငငယ်ရဲ့ဘိုးကတော်တော်ချိုတယ်မယန်းကြီးတွေတခါကျရင်ကျွန်တော်တို့ကစားတဲ့အရတာတွေပြီးတော့မှဒီအနက်အသက်တွေကပေါ့နော်တခါကျရင်ကိုယ့်ရဲ့ငယ်ဘဝတွေကိုချက်ချင်းကိုတတိရစေတယ်ဗျချက်ချင်းကျွန်တော်တို့အရင်တော့ရှိခဲ့တဲ့အရတာတခုခုအနက်အသက်တခုခုချက်ချင်းတွားပြေးမြင်အောင်မိရပေါ့နော်ကဲစားလိုက်ပါဦးမယ်စေးထိုးထားတာအောင်မေးရခြူလိုက်တာခြူတာမဟုတ်အရန်ခြူလုံးလို့အခုကြောက်သူမဟုတ်တဲ့အတိုင်းပဲတော့မယန်းဒီကဟိုစိမ့်နေတဲ့ချင်တော့ချင်ဆောက်နေပြမှာလူဆိုတာလည်းအဲ့လိုပဲစိမ့်နေတော့မှကျတော့အရန်ကိုချင်တယ်အရန်ကိုချေမိုးကလေးဆိုးပြီးတော့မှတကယ်ရင်ကျက်လာတယ်ပြလာတဲ့အခါကျရင်ပုစုပစက်ချိုသွားလိမ့်မယ်နောက်ပြီးတော့တိတ်ပြီးတော့မှမချေနဲ့တိတ်ပြီးတော့မှမချင်နဲ့နော်โอเคအစားအသောက်ဆိုင်နဲ့လည်းတင်ခန်းစာရတော့ပါเนาะโอเคbye bye ပါ Thank you for watching.